လူအများစုထင်နေသလိုပြင်သစ်ကပဲဖွင့်လှစ်မှုညစ်နေတာလားဒါမှမဟုတ်တမင်နှိပ်ပြီးထွတ်လုံနေတာလားလူအများစုထင်နေသလိုပြင်သစ်ကပဲဖွင့်လှစ်မှုညစ်နေတာလားဒါမှမဟုတ်တမင်နှိပ်ပြီးထွတ်လုံနေတာလားဒီနေ့မှာတော့ရိုးရိုးရှင်းရှင်းနဲ့ Mac Analysis လုပ်ပြီးသွားမှာပါဟုတ်ပါတယ်ယနေ့ကတော့ပွဲကြီးပွဲကောင်းဖြစ်တဲ့ပြင်သစ်နဲ့စီရင်ပွဲရှိပါတယ်ပြင်သစ်ရဲ့ play style ပြင်သစ်နီးပြားက 4-2-3-1 နဲ့ 4-3-3 ကိုအဓိကအားထားပြီးကစားတာပါ။ Tactic ကိုဦးစားပေးပေမဲ့ဘေးလက်မပြတ်အောင်ထိန်းထားနိုင်တဲ့ကစားကွက်မျိုးကိုဖန်တီးထားတာပါ။နောက်ပြီးပြင်သစ်ရဲ့အစုအဖွဲ့ကအတော်လေးအင်အားတောင့်တင်းသလို quality player တွေအများကြီးရှိတဲ့အတွက် Tactic ကူးပြောင်းအရေးမြန်တဲ့ဝင်ဘက်တွေကလည်းပြောစရာမရှိအောင်ဒုက္ခပေးတယ်။ဒါကြောင့်ပြင်သစ်ကကမ္ဘာအဆင့်ရှိတဲ့ဘာပေးတို့ဒမ်ဘလီတို့အပြင်ဒူဝေးနဲ့အိုလီဆေးလူငယ်တွစ်တစ်တွေပါနေတော့ကောင်းတာအထွက်မှာဆုံးသက်ပိုင်းက9ရဖို့မခက်ခဲပါဘူးဒါပေမဲ့ကမ္ဘာဖလားကထင်သလောက်မလွယ်ကူနေပါဘူးစီရင်ရဲ့ play style ဒါမှမဟုတ်တုံ့ပြန်မှုစီရင်ကခန်းစစ်ကိုအောက်ချပြီးလိုဘလောနဲ့စောင့်ကစားနိုင်တယ်တစ်တစ်ကိုဘောလုံးပေးကင်ထားမယ်ကောင်တာထွက်ကိုအဓိကအားထားမယ်လောင်းဘောနဲ့ side ပြီး corner တို့ free kick ကနေအခွင့်အရေးရှာမယ်ဒါကစီရင်ရဲ့ဖြစ်လာနိုင်တဲ့သဘောပါဒီပွဲရဲ့ဖွင့်လှစ်မှုကိုကြည့်အောင်ဒီပွဲရဲ့ဖွင့်လှစ်မှုကအင်္ဂလန်ကပထမကိုဖွင့်လှစ်မှုတော့မရှိပါဘူးဒါကလည်းတမင်ဖွင့်လှစ်မှုနှိမ့်ပြီးထွတ်လုပ်ထားတာပါဒါကြောင့်ပြင်သစ်ရဲ့ဖွင့်လှစ်မှုကတမင်နှိမ်ပါသလိုထင်နေရတာပါဆုံးသက်ကောက်ချက်ဒါကြောင့်ဒီပွဲကိုအများကြီးစဉ်းစားမနေပါနဲ့ရိုးရိုးလေးပဲတွေးပါပြင်သစ်က quality player တွေအများကြီးကွာတာမို့ကျွန်တော်တို့ပြင်သစ်ကိုပဲရွေးချယ်ပေးထားပါတယ်ရွေးချယ်မှုကပြင်သစ်ပါညီကိုတို့အမြင်လဲကွန်မန့်မှာမှတ်သွားနိုင်ပါတယ် like and share လုပ်ဖို့မမေ့ပါနဲ့